မော်ဆိုးညီနောင်တွေကိုကြားနေချပြီးတော့သူတော်ကောင်းဖြစ်ပြောင်းသွားစေတဲ့လုံးငကပတ်ဖျားဒီတခါပြောပြချင်တာကတော့ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့မှာတည်ရှိတဲ့လုံးငကပတ်စေတီတော်မြတ်ကြီးရဲ့ထူးထူးဆန်းဆန်းတမိုင်းကြောင်းပဲဖြစ်ပါတယ်ရှင်။တထုံပြည်ကြီးပြတ်သုံးသွားပြီးနောက်မှာပအုပ်လူမျိုးချို့ဟာကိုယ့်ရဲ့ဇာတိမြေကိုစွန့်ခါပြီးတောင်တန်းတွေပေါ်မှာရှိတဲ့ဆွေမျိုးတွေစီကိုပြောင်းရွှေ့လာခဲ့ကြရပါတယ်။ဒီလိုပြောင်းရွှေ့လာကြတဲ့ပအိုတရန်လူမျိုးစုတွေကတချို့ဟာဆိုရင်တော့လွဲလုံလို့ခေါ်တဲ့ပင်လောင်းနယ်ကိုရောက်လာပြီးအခြေချနေထိုင်ခဲ့ကြပါတယ်။ဒီနယ်မြေရဲ့ထူးခြားချက်ကတော့ရှေးခေတ်အဂရက်စီယာကြီးတွေဟာကြောက်ဆောင်နေတဲ့ကကြောက်ပြုံးသေးပြုံးနေယူပြီးမီးဖို့ထိုးလိုက်ရင်ရွှေတွေဖြစ်လာတယ်လို့ဆိုကြတာပါပဲ။ဒီရွှေထက်တဲ့ကြောက်ဆောင်ကိုပိုးဘာသာစကားနဲ့ဆောင်းခမ်လို့ခေါ်ကြတာပါ။အဲ့ဒီဆောင်းခမ်ကြောက်ဆောင်နားမှာပဲပိုးတရန်လူမျိုးတွေဟာဆောင်းခမ်ရွာလေးကိုတီထောင်နေထိုင်ခဲ့ကြတာပါ။အခုတော့အဲ့နေရာလေးကရွာဟောင်းလေးပဲကျန်နေခဲ့ပါတယ်။တက္ကရာ424ခုလောက်မှာဆိုရင်တော့ဆောင်းခမ်းရွာကနေထူးထူးခြားခြားမုတ်ဆိုးညီနောင်လေးယောက်ပေါ်ထွက်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာတက္ကရာ1100ပြည့်နှစ်လောက်ရှိနေပါပြီ။ဒီညီနောင်လေးယောက်ကတော့တကင်းတကောက်တမင်တတီလို့အမည်တွင်ကြပြီးတော့တစ္ဆာတရားကိုစောင့်ထိန်ပြီးတော့တောလိုက်မုတ်ဆိုးဖြစ်တံမဝဲကြောင်းပြုခဲ့ကြတာပါ။ဒီနေ့မှာတော့မုတ်ဆိုးညီနောင်တို့ဟာတောရဲကိုတောလိုက်ထွက်ကြပါပြီ။ဒါပေမဲ့တကောင်မှမမိခဲ့ပါဘူး။ဘိုက်ကလည်းစားလာပြီးဆိုတော့ချောင်းတစ်ခုတွေကခ ्यू တွေကိုတွေးလို့ချက်ပြုတ်စားဖို့ကောက်ယူခဲ့ကြပါရီခ ्यू တွေရဲ့အခွန်ထိပ်ပိုင်းတွေကိုဓာတ်နဲ့ခုတ်ဖြတ်ပြီးချက်ပြုတ်ဖို့ပြင်ဆင်နေတော့မထင်မှတ်ထားတဲ့ဖြစ်လာတာပါပဲအဲ့ဒါကတော့သူတို့စီကိုကြီးမားလာတဲ့ကြားကြီးတကောင်ရောက်ချလာခဲ့တာပါမော်ဆိုးညီနောင်တို့လေကြောက်လန့်တကြားနဲ့ကြားကြီးကိုတိုက်ခိုက်ပေမဲ့ဘာမှမဖြစ်တာကြောင့်ကြောက်လန့်တကြားထွက်ပြေးခဲ့ကြပါရီပြောရင်းနဲ့လုံငကဘက်ကြောက်တောင်းကြီးနားကိုရောက်တဲ့အခါမှာသူတို့နောက်ကိုမနားရဲလိုက်နေတဲ့ကြားကြီးဟာအလိုလိုပြောက်ကွယ်သွားခဲ့ပါရီအဲ့ချိန်မှာမိုးစိုးရီလေတောဆောင်နဲ့တွေကတက်ဖြတ်တာတွေကိုမကြိုက်လို့ဒီလိုချောလက်တာဖြစ်မယ်လို့နားလေခဲ့တာပါပြီးတော့ဒီကြောက်တုံးကြီးဟာတာမင်းကြောက်တုံးကြီးမဖြစ်နိုင်ဘူးတကယ်ကိုထူးခြားတဲ့ကြောက်တုံးဖြစ်ရမယ်netတွေဟာငါတို့ကိုဒီနေရာကိုပို့ဆောင်ပေးတာဖြစ်နိုင်တယ်လို့တွေးမိကြတာပါအဲ့ကြောက်တုံးကြီးရဲ့ပုံသဏ္ဍာန်ကလည်းအခြားကြောက်တုံးတွေနဲ့မတူပဲအောက်ခြေပိုင်းကသေးသွေနေတာကစထူးဆန်းနေပါတယ်မိုးစိုးညီနာလေးယောက်ဟာကြောက်တုံးကြီးပေါ်ကိုကြည့်လိုက်တဲ့အခါမှာတော့ကျောင်းနဲ့ပြီးနေတဲ့ဇေဒီတဆူကိုဖူးတွေးလိုက်ကြပါတော့တယ်ဒီခါမှာတော့သူတို့ပို့ပြီးတော့ဒါမှအန်ဟောမေတက်သွားကြတာပေါ့ငါတို့ဟာရနာသုံးပါးနဲ့မေမေရော့နေလာခဲ့ကြလို့နှကောင်းနှမျက်တွေကရနာသုံးပါးကိုမမေ့စိတ်အောင်အခုလိုသတိပေးတာဖြစ်လိမ့်မယ်လို့သဘောပေါက်နားလေသွားကြတာပါအဲ့ဒီကနေစပြီးတော့အသက်ရှင်သမျှကာလာပတ်လုံးရနာသုံးပါးကိုရုပ်သေးကိုင်းဆိုင်ပြီးငါးပါးတီလာကိုမြင်အောင်စောက်ထိန်ပါမယ်လို့တန်နေထံမြင်မြင်ချလိုက်ကြပါတယ်ရှင်အဲ့နောက်သူတို့ဟာခုနကချက်ပြုတ်ဖို့ဆိုပြီးတော့ထိပ်ပိုင်းခုတ်ဖြတ်ထားတဲ့ခီးယူတွေကိုကိုယ့်ရဲ့လက်ဖွားတွေထိယူထားကြပါတယ်ပြီးတော့ငါတို့ဟာအသက်ရှင်သမျှကာလပတ်လုံးဒီစိတ်တော်ကိုပြုပြင်ထိသိဆောက်ရှလို့တဲ့စိတ်ဆန္ဒကိုစီရှိကြပါတယ်လို့ပြောပြီးငါတို့လက်ထဲမှာရှိတဲ့ Q တွေဟာအသက်ရှင်တန်ခြင်းတို့ရောက်ပါစေတည်းလို့တစ္ဆာဒိဋ္ဌံပြုပြီးတော့အနီးနားကရေကန်လေးတစ်ခုတည်းကိုလွတ်ချလိုက်ပါတယ်အဲ့လိုရေကန်လေးကိုလွတ်ချလိုက်တဲ့အခါမှာခုနကထိပ်ပိုင်းတွေခုတ်ထားတဲ့ Q တွေဟာပြန်ပြီးတော့အသက်ရှင်လာကြပါတယ်တကယ့်ကိုမျိုးနိုင်စရာကောင်းလို့နေဖြစ်ပါပြီဒီရေကန်လေးကတော့လုံးတကက်ဘက်စေဒီရဲ့အနောက်ဘက်တစ်ဖာလုံးလောက်အကွာဖုန်ကြီးကျောင်းဒီမှာရှိပါတယ်အဲ့ရေကန်တွေက Q တွေဟာအခုထိထိပ်ပိုင်းတွေပြတ်နေတော့မယ်လို့လည်းသိရပါတယ်ဒီရေကန်ကိုတော့နေရေကန်လို့ခေါ်ကြပြီးအဲ့ရေကိုတရေချက်ဖို့လုပ်ရင်ရေဟာအလိုလိုနောက်ကျပြီးတော့ငံသွားတတ်တယ်လို့ဆိုကြပါတယ်